စိန်ခံယူတက်ဆိုရင်တော့ကျွန်တော်တို့ဆိုလာမစင်ပါနဲ့ကျွန်တော်တို့မှာမိကွန်းအများဆုံးမိကွန်းတစ်ခုရှိပါတယ်တစ်ခုကကျွန်တော်ဆိုလာဆင်းသင့်လားနောက်တစ်ခုကတော့ကျွန်တော်တို့အနေနဲ့နောက်တစ်ခုအမေးများဆုံးကတော့ဆိုလာဆင်းတဲ့ချိန်မှာမီးလောင်လာပေါ့နော်ပထမဆုံးမိကွန်းတစ်ခုကတော့ကျွန်တော်တို့ဝေးဖို့ငွေရှမ်းမရှိဘူးအဲ့ချိန်မှာကျွန်တော်တို့အနေနဲ့ဆိုလာဆင်းမယ်ဆိုလို့ရှိရင်မစင်ပါနဲ့စိတ်ခံယူတက်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဆိုလာမစင်ပါနဲ့လို့ပဲတိုက်တွန်းကြပါတယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ခံတာတော့မှန်တယ်ဝင်ငွေကိုကဒီဆိုလာထက်အစားပေါင်းများစွာငွေရှာနိုင်တယ်ဆိုလို့ရှိရင်တော့အရန်ကောင်းတဲ့အစီအစဉ်ပါကျွန်တော်တို့အနေနဲ့ဒီစဉ်လုပ်တဲ့လုပ်ငန်းလုပ်တဲ့ချိန်မှာကျွန်တော်တို့ဒီမိမပြတ်ခြင်းလူရဲ့တတော်တနေထိုင်ရခြင်းတွေကြောင့်ဒီလုပ်ငန်းလုပ်တဲ့ချိန်မှာကျွန်တော်တို့အားအင်းတည်ရတယ်နောက်တစ်ခုကျွန်တော်ဆိုလာလောကထဲစရောက်လာတဲ့အကြောင်းရင်းကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်အနေနဲ့ဒီဘုံဆိုင်မှာဆိုလို့ရှိရင်အရင်တော့ကျွန်တော်ဆိုလာလောကထဲပြောက်ခဲ့မှာကျွန်တော်အနေနဲ့ဆိုင်မှာဗီဇက်နဲ့အသုံးပြုပါတယ်အဲ့ချိန်မှာကျွန်တော်တို့အနေနဲ့ဗီဇက်ရဲ့နေ့စဉ်ထွက်ငွေကုန်ကျစရိတ်ရှိတယ်နောက်ပြီးလို့ရှိရင် maintenance ရှိတယ်ဒါပေမဲ့ဗီဇက်ကစုညံတဲ့ကြောင့်ပတ်ဝန်းကျင်ကိုကျွန်တော်တို့အားနာရတယ်အဲ့နောက်မှာကျွန်တော်အနေနဲ့ဆိုလာကိုစမ်းပြီးတော့အသေးလေးကျွန်တော်တို့ဆင်ကြည့်တယ်အဲ့ချိန်မှာဆိုလာရဲ့ကောင်းကျိုးကိုကျွန်တော်တို့ကောင်းကောင်းသိသွားတယ်အဲ့တော့နောက်ပိုင်းတစ်နေ့နေတဲ့အချိန်မှာဒီဆိုလာရဲ့ကုန်ကျစရိတ်ကိုကျွန်တော်တို့ပြန်ပြီးတော့ကားမိသွားတယ်မီး24နာရီကျွန်တော်တို့ဆိုင်လင်းလင်းချင်းရောင်းရတဲ့အတွက်ကျွန်တော်တို့ရဲ့ဆိုင်လဲရောင်းရတတ်တယ်ပေါ့နောက်တစ်ခုမိကွန်းအများဆုံးကတော့ကျွန်တော်တို့ဆိုလာဆင်းတဲ့ချိန်မှာမီးလောင်လာပေါ့အဲ့မိကွန်းကလည်းအများဆုံးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဆိုလာဆင်းတဲ့ချိန်မှာတက်သည့်နားလဲတဲ့လူနဲ့ကျွမ်းကျင်တဲ့ technician နဲ့ဆင်းမယ်ဆိုလို့ရှိရင်စိတ်ချရပါတယ်အားလုံးကျေးဇူးတင်ပါတယ်